ဓမ္မတွေကျေဥစွာမှတ်ရမှာကတတိပဋ္ဌာန်တစ်မျိုးလို့မှတ်လိုက်စမ်းတတိပဋ္ဌာန်ကဘာဝနာတစ်မျိုးလို့မှတ်လိုက်စမ်းတတိပဋ္ဌာန်အကျင့်လမ်းဆုံးလို့တစ်မျိုးမှတ်လိုက်ဘယ်နှမျိုးရှိပါလဲဒါကြောင့်အလုစဉ်ကိုပြရမယ်တရားမှာကျေဥစွာဓမ္မတို့တတိပဋ္ဌာန်ကိုလုပ်ပါပြီးတော့မှသတိပဋ္ဌာန်ဘာဝနာကိုလုပ်ပါပြီးတော့မှသတိပဋ္ဌာန်တို့လမ်းဆုံးအကျင့်ကိုလုပ်ပါဆိုတဲ့ဥစ္စာဓမ္မတွေဘုရားသခင်ကိုရမကြီးသံယုတ်ပါဠိတော်မှာလည်းဟောပြန်တယ်ဒါကြောင့်ယနေ့ဒီတဲ့အမတန်မှဓမ္မတွေဝိနာဘေသေဝိနဲ့ဆံရနေတာတကြောင်ဒေဂဏိကံကသေယမခန္ဓာကိုယ်ကြီးရထားလို့သေယမှာကလည်းအချိန်မရွေးဖြစ်နိုင်တယ်ဒါကြောင့်အသေးကိုကယ်ယူနိုင်တာအိုးကိုကယ်ယူနိုင်တာအနာကိုကယ်ယူနိုင်တာဖြင့်ဓမ္မတို့ဒီအကျင့်တရားပဲရှိတော့တယ်ဒီအကျင့်တရားကတတိပဋ္ဌာန်ကိုရှင်းဥစွာကျင့်ဝိဓမ္မာသတိပဋ္ဌာန်ဘာဝနာကိုကြိုးစားပြီးသတိပဋ္ဌာန်လမ်းဆုံးကိုနောက်ဆုံးပိတ်လိုက်တာပေါ့။ခိုင်းတာဖြင့်ခြေပိုင်းကသတိပဋ္ဌာန်ဟောရမယ်ဆိုတော့ဝေဒနာတွေပေါ်တိုင်းဒါတွေသိနေလို့ရှိရင်ဖြင့်သတိပဋ္ဌာန်လို့သာမှတ်လိုက်။ဝေဒနာတွေပေါ်တိုင်းသိနေသတိပဋ္ဌာန်ဆိုတာပေါ်တိုင်းသိရတာသတိပဋ္ဌာန်ပါလားပေါ်တိုင်းသိရတာစိတ်တွေပေါ်တိုင်းသိနေရင်သတိပဋ္ဌာန်ပဲလို့ဒီကစိတ်တို့သေချာမှတ်ပါကောင်းပြီဒါဖြင့်သတိပဋ္ဌာန်ကဖြင့်ဘုရားတပည့်တွေရှင်းမယ်ပေါ်တိုင်းသတိထားရင်သတိပဋ္ဌာန်ဖြစ်တာပါပဲဆိုတာဖြင့်ဗန္ဓရမရှိတော့ပါဘူးကောင်းပြီဒါဖြင့်သတိပဋ္ဌာန်ဘာဝနာကိုတကကြွပြောမှာသတိပဋ္ဌာန်ဘာဝနာဆိုတာကတော့ဝေဒနာတို့ပေါ်တာရောပြတ်တာရောမိလို့ရှိရင်ဖြင့်ဖြစ်ပြမိလို့ရှိရင်ဖြင့်စိတ်ကလေးပေါ်တာရောပြတ်တာရောဝါဖြစ်ပြမိလို့ရှိရင်ဖြင့်နှစ်ခုစလုံးမိလို့ရှိရင်သတိပဋ္ဌာန်ဘာဝနာဖြစ်ပြီလို့မှတ်လိုက်ထူးခြားမလားဘူးလားဘုရားကတော့ပေါ်တိုင်းသိရင်သတိပဋ္ဌာန်ပေါ်တဲ့တရားလေးတွေဖြစ်မှုပြည့်မှုကိုသိရင်သတိပဋ္ဌာန်ဘာဝနာသေချာမှတ်ပါဓမ္မတို့စိတ်ကလေးတွေပေါ်တိုင်းသိရင်ဘာဆိုကြမလဲသတိပဋ္ဌာန်မရှိသေးတယ်စိတ်ကလေးတွေပေါ်တိုင်းသိရင်ဒီပေါ်တဲ့ဓမ္မလေးတွေကိုတပည့်တွေကသိပုံကဗျာပေါ်တာလည်းသိပြစ်တာလည်းသိရေရောပြည့်ရတပည့်တော်တို့ဖြင့်မြင်ပါလေဗျာလို့ဆိုလို့ရှိရင်တတိပဋ္ဌာန်ဘာဝနာဖြစ်ပြီမှန်ပါဗျာသဘောကျပေါ်တိုင်းပြည့်တိုင်းသိလို့ရှိရင်ဖြင့်တတိပဋ္ဌာန်ဘာဝနာဖြစ်ပြီကောင်းပြီဒါဖြင့်တို့ဖြစ်ပြသိရင်တတိပဋ္ဌာန်ဘာဝနာပါလားရှင်းသတိပဋ္ဌာန်ဘာဝနာဆိုတာဘာကိုမြင်မှပါလေဖြစ်ပြမြင်လို့ရှိရင်ဖြင့်တခါကျွေးသတိပဋ္ဌာန်ဘာဝနာဖြစ်ပြီနောက်တတိယအချက်ကတော့သတိပဋ္ဌာန်ဘာဝနာဂာမိနိပရိပဒာသတိပဋ္ဌာန်ဘာဝနာဤရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအကျင့်အဆင့်ဖြစ်တာကတော့ဝါသတိပဋ္ဌာန်လမ်းဆုံးဖြစ်တာကတော့ဖြင့်ဒကာဓမ္မတို့တဲ့ဒီဖြစ်တဲ့ကလေးတွေဆုံးပြီးကြလားခန္ဓာရဲ့မဂ္ဂင်7ပါးပေါ်လာလို့ရှိရင်ဒါသတိပဋ္ဌာန်လမ်းဆုံးပါဖြစ်တဲ့ကလေးတွေလည်းဆုံးခန္ဓာရဲ့မဂ္ဂင်5ပါးက7ပါးပြည့်သွားရင်ဘယ်နဲ့ဆိုကြသတိပဋ္ဌာန်လမ်းဖြင့်ဆုံးဖို့သဘောကျဒါသေးသေးချာချာမှတ်ပါတာလို့ရှင်မို့ရကောတာထဲမှာလည်းမှန်ကန်ဖြစ်သွားအောင်လို့ဒါသေးရေးကြီးပြောတခေါက်ပြန်ပြောပါအောင်မယ်သတိပဋ္ဌာန်ဘာဝနာသတိပဋ္ဌာန်လမ်းဆုံးဆိုတာဒီ၃မျိုးရှိတယ်စိတ်ရှုတဲ့ပုဂ္ဂိုလ်ဒီစိတ်ပေါ်တိုင်းဗာစိတ်ဒါကြတော့ပေါ်ပြီးပေါ်ပြန်ပြီးလို့သူကပြတ်မလိုက်ခဲနဲ့တခါတည်းသိမှပြီးဒီကလာနေလို့ရှိရင်ပြန်သတိပဋ္ဌာန်ပဲဖြစ်ပါသေးတယ်ရှင်းပြီနော်ဒီတရားလေးတွေကိုဓမ္မတွေကကျိုးစားပြီးကြလားကြည့်ပါများလာတော့ပေါ်
တွေ့လိုက်ပြက်တာလည်းတွေ့လိုက်ပေါ်လို့ပြက်တာပဲဖြစ်လို့ပြက်တာပဲလို့ဖြစ်ပြနှစ်ခုတွေ့လို့ရှိရင်ဖြင့်တဲ့သတိပဋ္ဌာန်ဘာဝနာဖြစ်ပါဘူးသမုဒိယဓမ္မ ानु ပတိဝါစိတ်ဓာတ်မြင်ဝိရတိဝေယဓမ္မ ानु ပတိဝါစိတ်ဓာတ်မြင်ဝိရတိဝေဒနာမှာလည်းထို့တူပဲဒီလိုဖြစ်မှုပြက်မှုတွေ့လို့ရှိရင်ဖြင့်ဒကာစိတ်တို့ဘာခေါ်ကြမလဲဘာဝနာဖြစ်သွားပြီနော်ဒါပြန်သတိပဋ္ဌာန်ကျင့်ဟာဗျာဒီလိုပဲပွားများနေရဘာဝနာဆိုတာပွားများတာဘယ်တော့သတိပဋ္ဌာန်လို့လမ်းဆုံးမှာတော့မဲတဲ့အခါကျတော့၎င်းဖြစ်တဲ့ကလေးတွေကလည်းခြေပိုင်းကချုပ်နောက်ကလည်းမဂ္ဂင်7ပါးပြည့်သတိပဋ္ဌာန်ဘာဝနာတော့9ပါးရှိသေးတာနောက်ကြတော့ဒကာစီရှိကဖြစ်တဲ့တွေကဆုံးပြီးဒီကရာသွားတော့ဒီမဂ္ဂင်7ပါးကလည်းရှုနေတာကဓမ္မနိမတိုင်းမဂ္ဂင်5ပါးက7ပါးပြည့်စုံသွားဓမ္မဝါစာသမာကမ္မန္တသမာဓိဝဆိုတဲ့အရင်5ပါးပေါ်မှာဒီ3ပါးဖြည့်လိုက်ဒီ3ပါးဖြည့်လိုက်တော့ဒကာဓမ္မတော့မဂ္ဂင်7ပါးပြည့်အဲ့ဒါကြလို့ချင်းသတိပဋ္ဌာန်ကျင့်မှာဖြင့်ဒီဟာပြည့်စုံလို့ချင်းဒါလမ်းဆုံးတော့တာဒါကြောင့်ကာလိုတော့ဖြင့်သတိပဋ္ဌာန်ဘာဝနာဂာမိနိပရိပဒါသတိပဋ္ဌာန်ဘာဝနာမှာသတိပဋ္ဌာန်ပွားလာတာကြာပါပြီဂာမိနိနိဗ္ဗာန်တို့ရောက်ပါတယ်ပရိပဒါအကျင့်သတိပဋ္ဌာန်တို့၏လမ်းဆုံးဖြစ်တဲ့ရောက်ရရောက်ကြောင်းအကျင့်ကဖြင့်မဂ္ဂင်ဖြစ်တဲ့တည်းဆုံးပြီးမဂ္ဂင်7ပါးပြည့်တာကိုဆိုပါလေပေါ်ကြကဲဒါဖြင့်ဒီလိုလုပ်ရလို့ရှင်းဖြင့်တို့သည်သတိပဋ္ဌာန်ကစတဲ့ပြီးသတိပဋ္ဌာန်ဘာဝနာကြိုးစားလို့သတိပဋ္ဌာန်လမ်းဆုံးဖြစ်တဲ့ဒုက္ခသစ္စာကြီးချုပ်အောင်ရှုနိုင်လို့မဂ္ဂင်7ပါးပြည့်တယ်ဆိုသတိပဋ္ဌာန်ကိစ္စဖြင့်လမ်းဆုံးတော့တာပဲဆိုတာတကားကျွဲတို့တကားသစ်တို့မာရင်တို့သိချာမှတ်ပါကောင်းပြီဒါဖြင့်အခုဒါကတန်ရုပ်ပါဠိတော်မှာဤတန်ရုပ်ပါဠိတော်ဤကျင့်စဉ်ကိုပြောလိုက်ပါ